အားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ healthy and tasty program ကနေပြီးတော့မှပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျမတို့ရဲ့ program နာမည်အရပေါ့နော်ကျမတို့တွေကအစားအသောက်တွေစားတဲ့ခါမှာဆိုလို့ရှိရင်တကယ်ကိုပဲ healthy လည်းဖြစ်ရမယ်နောက်ပြီးတော့မှ tasty ဆိုတဲ့အတိုင်းပဲပေါ့နော်အရသာကောင်းမွန်တဲ့ဟာလေးပေါ့နော်ဒါလေးတွေကိုလည်းကျမတို့ဥပမာပေးပြီးတော့မှဒီနေ့တော့ချက်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီနေ့မှာဆိုရင်တော့ဗာလီရွေးထားလဲဆိုလို့ရှိရင်တော့ထမင်းကြော်ပုံစံမျိုးပေါ့ထမင်းကြော်ဆိုတော့ညာလဲစီအများကြီးပါတယ်ထမင်းကြော်မျိုးမဟုတ်ပဲねတကယ်ကိုပဲစားကောင်းစေတဲ့ထမင်းကြော်မျိုးတစ်ခုလေးကျမတို့ဒါလေးချက်ပြသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ပစုံလေးပြုတ်လိုက်ကြအောင်ဆိုဟုတ်ကဲ့ကျွန်တော်ပြုတ်လိုက်ပါမယ်ပစုံလေးပြုတ်ထားလဲရပြီဆိုတော့ကျွန်တော်တစ်ချက်ပြန်ဆဲလိုက်မယ်နော်ဟုတ်ပါပြီဒါပါပြီပစုံကတော့ပြောမယ်ဆိုလို့ရှိရင်တော့ကျမကြီးတော့ကတော့เนาะကယ်လိုရီနည်းတော့ညာလဲသူကအဓိကပါလဲဆိုရှင်သူကဇင်းဓာတ်အများကြီးပါတယ်လေရပဲစင်းလုံးထည့်မယ်ဟုတ်ကဲ့ပဲစင်းလုံးထည့်ပါပဲစင်းလုံးထည့်လိုက်မယ်နော်ဟုတ်ကဲ့ဆရာမဒါတော့တစ်ခုရှိရပါတော့ဒီလိုမျိုးလေးနဲ့ဆိုတော့လေထမင်းဖြူလေးနဲ့စားလို့ရတယ်ရတယ်ဆရာမကြီးဟုတ်ကဲ့နော်ထမင်းဖြူလေးနဲ့စားရဲဆိုလေရတယ်ဒါပေမဲ့ကြော်စားခြင်းနဲ့ဆိုလေဒါတစ်ခုထည့်ကြော်လိုက်တယ်ဟုတ်ကဲ့ဆရာမနော်စွန်လေးထည့်လိုက်သွားပြီအဲ့ဆိုကျွန်တော်တို့ပန်းကုန်ပီလေးကလည်းနည်းနည်းနူးလာပြီဆိုတော့ဆရာမကြီးကျွန်တော်တို့ထမင်းလေးထည့်လိုက်တော့မယ်နော်ဆရာမကြီးအေးပေါ့အေးတဝက်ကိုခွဲလိုက်ပေါ့ဟုတ်ကဲ့ဆရာမကြီးဟုတ်နော်ဒါတဝက်ကိုဒါထမင်းပဲစားကြတဲ့သူတွေပေါ့ဟုတ်လားထမင်းကြော်ဆိုရင်နည်းနည်းအစီများမှကြောက်လို့နော်အကယ်ထမင်းကြော်ဆိုရင်ဒါတဝက်ရသွားပြီနော်ဒါတဝက်ရသွားပြီနော်ဒါနည်းမျိုးနဲ့စားလို့ရတယ်လို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်လို့เนาะအဲဆိုလို့ရှိရင်ဒါလေးကတော့ထမင်းနဲ့ပစွန်နဲ့ပန်းပွင့်လေးနဲ့เนาะဒါရောကြော်ငှက်မြိုင်လေးတော့နည်းနည်းထပ်ထည့်ရမှာပါเนาะစားလေးနည်းနည်းထပ်ထည့်ပါဟုတ်เนาะဟုတ်ဒါဆိုကျွန်တော်တို့အချုံမုံလည်းမပါဘူးပေါ့เนาะချုံမုံလည်းမပါဘူးကျွန်တော်တို့စက်သားမုံလည်းမပါဘဲနဲ့အစားလေးကိုဒါငှက်မြိုင်လေးတော့ထည့်ရတာပေါ့เนาะစားလေးလည်းထည့်ရတာပေါ့เนาะအဲ့ဒါလေးနဲ့နည်းနည်းလေးကဲပြီးပြီလားဟုတ်ဆရာမအဲ့ဒါရပါပြီနောက်ဆိုကျွန်တော်တို့ခံပြားလေးခံပြားလေးနဲ့ဟုတ်ကဲ့နော်ဟုတ်ဒါဆို100 gram ရှိတယ်100 gram လောက်ရှိတဲ့ဒါသမင်းကြော်ဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုအလှလေးပြဟုတ်ကဲ့ဆရာမကျုပ်လေးနိုင်ငယ်ထည့်ပါမယ်ဆရာမကျုပ်လေးနိုင်ငယ်ထည့်ပြီးတော့ဟုတ်ကျုပ်သမီးလေးဖြူပါမယ်နိုင်ငယ်လေးဖြူပါမယ်ဒီဥစ္စာလေးပဲစားမယ်ဆိုလို့ရှိရင်တော့ဒါပေါ့နော်ကယ်လိုရီအားဖြင့်ပြောမယ်ဆိုရှင်259ကယ်လိုရီပေါ့နော်ဒါပေမဲ့နန်ဘေးလေးပါလေးထည့်ဆိုကျမတို့ရ3ကယ်လိုရီလောက်ထည့်တယ်ဆိုတော့260ပေါ့ဟုတ်လားနော်အဲ့တော့ဒါလေးကိုစားမယ်ဆိုတော့ဒါ260ကယ်လိုရီတော့ရသွားမှာပေါ့နော်ဒါလေးကထမင်းကြော်လေးရယ်ပဇွန်ရယ်ပန်းပွင့်လေးရယ်ပေါ့ကဲဟုတ်ပြီထမင်းနဲ့ဟင်းလေးနဲ့စားမယ်ဆိုရင်ရောအဲ့ဆိုရှင်ပုံစံလေးရောပြပါအောင်တဝက်ကြော်ရတာတဝက်ကြော်တာကျမတို့ရ100 gram ပေါ့နော်အဲ့တော့ဒါလေးကတော့ပဇွန်က100 gram ပါမယ်နောက်ပြီးတော့ခါကျတော့ရှင်ပန်းပွင့်ရလည်း100 gram ကဲထမင်းဖြူလေးကို100 gram လေးထည့်ပါအောင်ဟုတ်ကဲ့ဆရာမဒါထမင်းဖြူ100 gram ဟုတ်ပြီအဲ့တော့ဒီထမင်းဖြူ100 gram ရဲ့ကြုတ်ကြော်အောင်ကြုတ်ကြော်ကကျွန်တော်တို့တစ်လုံးပေါ့နော်ဆရာမခုနကကျန်တဲ့တစ်လုံးပါခင်ဗျဟုတ်နော်ဟုတ်ပြီဒါလေးကဟင်းလေးတစ်ပွဲပေါ့နော်ဒီလိုမျိုးဒါတစ်ခွက်စာဆိုရှင်ကယ်လိုရီအဖြစ်ဆိုလို့ရှင်တော့256ကယ်လိုရီဆိုဒါနည်းတယ်ပေါ့နော်နောက်ပြီးတော့မှကြက်ဥကတော့ပုံမှန်ဆိုရှင်တော့တစ်လုံးတော့60ရှိတယ်ဒါပေမဲ့စီနဲ့ကြော်လိုက်တဲ့အတွက်ကြောင့်မို့ဒါ120ပေါ့နော်ခမင်းကတော့ဒါ100 gram ဆိုလို့ရှင်များသောအားဖြင့်155ကယ်လိုရီတွက်ထားတယ်ပေါ့နော်အားလုံးစုစုပေါင်းဆိုလို့ရှင်931ပေါ့အဲ့တော့ဥမာဆိုရှင်ပိန်ချင်တဲ့သူတွေလိုမျိုးပေါ့နော်ဝိတ်ချချင်တဲ့သူတွေလိုမျိုးဒါကျမကြီးလဲကိုက်ညီလိုမျိုးဆိုဒါကယ်လိုရီ930ပဲရှိတယ်ဆိုဒါတော်တော်နည်းပါတယ်နော်အဲ့တော့ဒီလောက်လေးစားတယ်နောက်ဟင်းချိုရည်လေးတစ်ခွက်ထည့်မယ်ဆိုရင်ဟင်းချိုရည်ကတော့80လောက်ပေါ့နော်အဲ့လောက်ရှိမယ်ဆိုရင်တိုတယ်အားလုံးက600ပဲရှိမယ်ပေါ့နော်အဲ့လောက်လေးနဲ့ဆိုရင်ဒါကျမကြီးနဲ့လည်းညီညွတ်တယ်နောက်ပြီးတော့မှအာဟာရလည်းပြည့်ဝတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ကျမတို့ရဲ့ healthy and tasty ဆိုတဲ့ program လေးကိုပေါ့နော်အစဆုံးကြည့်ရှုတဲ့အတွက်လည်းကျမတို့ကအများကြီးကျေးဇူးတင်ပါတယ်ရှင်ဒီနေ့မှာဆိုရှင်တော့ကျမတို့ဒီကိုတင်စိန်နဲ့အတူကျမတို့နော်2မျိုးချက်ပြသွားတာပေါ့နော်ထမင်းလေးနဲ့ဟင်းလေးနဲ့ပဲစားမလားဒါမှမဟုတ်ရှင်ကျမတို့စီနေနဲ့ထည့်ထားတဲ့
ထမင်းကြော်ပုံစံမျိုးလေးလဲစားမလားဆိုတာကိုပြသွားတာဖြစ်ပါတယ်ရှင်နောက်ပတ်တီများမှာလည်းကျမတို့ကဒီ healthy and tasty program ကနေပြီးတော့မှဘယ်လိုမျိုးတော့เนาะအရသာလည်းရှိရမယ်နောက်ပြီးတော့မှအာဟာရလည်းပြည့်ရမယ်ဆိုတဲ့เนาะဆောင်းပုံးနဲ့အညီကျမတို့ဒါတခြားနောက်ထပ်ဟင်းလေးတွေကိုလည်းချက်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဗီဒီယိုလေးကို like and share နောက်ပြီးတော့မှလည်း subscribe တွေလည်းလုပ်ကြပါအောင်လို့ကျမအနေနဲ့မှ request လုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ဒီမှာ